နော်ခီးတွေမရောက်စောင့်မတက်ဖက်နဲ့အမေရိကန်နိုင်ငံကြီးကိုရောက်သွားပါတယ်ဆရာ လောဆယ်ဒီမှာကိုယ်ဆက်လိုက်ဖို့ကွန်ဘိုလောဆယ်ဒါလေးယူထားလိုက် ဟုတ်ကဲ့ပါဆရာ ဟိုဟာ ကျွန်မရှင်းတာပါသေးဆရာ ဒီအိမ်နေထားနေဖို့ကိစ္စကိုကျွန်တော်လုပ်ပေးမယ်ဆင်းပြောင်းလုပ်ပေးမယ် ဟုတ် ပေါ့ ကဲ့ဆရာအကိုပြစီဆရာကြီးစီမံတာအမှန်ပါပါဆရာကောင်းပါပါဆရာ โอเคနော်ဟုတ်တက်တာနော် ဟုတ်ကဲ့ဆရာ ဟောသပင်းရနေမှာသပင်းရချင်းနေ ကောင်းတယ်ဆရာကျွန်တော်တကယ်ဟိုပျော်ရွှင်ပြီးတော့ပေါ့ပါတွက်လက်သွားတယ်ဆရာ လောလောလာ ကျွန်တော်စိတ်တွေညစ်နေတာစိတ်တွေလေးနေပတ်စံလည်းမရှာနိုင်ဆရာဟိုဟာပြက်ဒီဟာပြက်နေဆရာ လာအောင်ပြအောင်ဒီမှာသပင်းတို့သပင်းတို့သိချာအောင်ကြည့် ဟုတ်ကဲ့ဆရာတော့မှခက်ပြထားလိုက်တယ်ဘောနော်ဆရာ ဟုတ်တယ်တို့တော့တာကိုခဲမှာတော့မပူနဲ့နော်ဟောမပြောင်းမအောင်မပူနဲ့ဒီမှာ ဟုတ်ဆရာ အမှန်ကန်တယ်အနောက်ကကယ်ရီယာလုံးမှာဒီစီတင်မော လေးနဲ့ဆိုတော့ပို့ပြီးတော့ကျွန်တော်တက်တာသွားတယ်ဆရာကရိယာဘောနည်းတော့ပြင်မပါတယ်ဆရာကရိယာလက်နဲ့ဆွဲသွားတော့ဆိုလीနည်းနည်းလေးတော့ဒီလက်မောင်းအိုးတွေတုတ်လာပါတယ်ဆရာ ဒီနောက်ကဒီမှာနောက်ကကယ်ရီယာတက်ပြီမှာ ဟုတ် နော် ဟုတ် ကယ်ရီယာတက်မှာဆိုတော့ဖူအားလား အားပါတယ်ဒီမဆရာ အားရင်ဒီစပိန်ကိုယူပြီးတော့ကိုဝင်းကျော်သိရမလား ဟုတ်ကြည့်ပါတယ် ကိုဝင်းကျော်စီကိုသွား ဟုတ် ကိုဝင်းကျော်သူကပစ္စည်းရောဟိုလက်ကားတက်ပြီမယ်တဲ့ ဟုတ် နော်ပစ္စည်းအကုန်တက်ပြီမယ်ကိုဝင်းကျော်ဆရာကြီးလေဘင်းဆရာကြီးလေ ဟောကျွန်တော်စီးနေစပိန်လို့ဟိုအမစာပိုင်ဆိုင်သွားပါတယ်ဆရာသူကအလကားမယူလို့ပေးပါပြောပါတယ်ဆရာရောင်းချပြီးလို့ရှိရင်ကျွန်တော်ကိုပေးမယ်လို့ပြောတယ်ကျွန်တော်ကိုပေးတဲ့ခါကျလို့ရှိရင်မဟာမင်းလာကျော်ဆိုဖះကိုတဝက်လူလည်းမပြောလိုက်ပါဆရာမနေ့ကတော့ โอเค